တန်ငါတွေဟာကမာကောင်လို့ခေါ်တဲ့ခရူးကောင်တွေကိုရေနဲ့မစေးဘဲနဲ့ဘာဖြစ်လို့ရွှွညွန်နေနဲ့ပဲစေးကြောနေကြတာလဲပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာတော့ကွန်ကရစ်ဖြော်နေတယ်လို့မျိုးထင်မရနိုင်တော့လဲမဟုတ်ပါဘူးသူတို့ဟာပင်လယ်စာတွေကိုတန့်စင်ပေးနေတာဖြစ်ပါတယ်ဒါဟာရေနဲ့စေးတာထက်ပင်အစာပေါင်းများစွာပုံမထိအောင်မှုရှိနေတာမျိုးပါလူအများစုကတော့ရေနဲ့လောင်းစေးလိုက်ရင်သဲတွေစင်ကြယ်သွားလိမ့်မယ်လို့ထင်မှတ်နေကြတော့လဲအမှန်တရားကတော့စန့်ကျင်ဘက်ပါပဲပင်လယ်အောက်ခြေကနေဆွဲထုတ်လာတဲ့အခါမျိုးမှာကမာကောင်တွေဟာသူတို့ရဲ့အခွန်တွေကိုတင်းကျပ်စွာပိတ်ဆို့ထားလေရှိကြပါတယ်။ကြည်လင်လာတဲ့ရေစင်တွေဟာသူတို့ကိုထိတ်လန့်ကြောက်ရွံ့သွားစေတာမျိုးပါ။ဒါကြောင့်သူတို့ဟာအတွင်းထဲမှာရှိတဲ့သဲပွင့်လေးတွေကိုမိမိရပုံမဆုပ်ကန်ထားတတ်ကြပါတယ်။ဒါဆိုရင်တော့ရွှွညွန့်တွေဟာဘယ်လိုမျိုးအလုံးလုံးတာလဲ။ဒါဟာအညစ်အကြေးကိုအညစ်အကြေးချင်းတိုက်ထုတ်တာမျိုးလို့လုံးဝမဟုတ်ပါဘူး။၎င်းဟာကမာကောင်တွေကိုသူတို့ရဲ့မူလနေရဖြစ်တဲ့မှောင်မိုက်တုံလုံးနေတဲ့ပင်လယ်အောက်ခြေမြေပြင်အတိုင်းထင်အောင်ထင်မှားဖြစ်အောင်လှည့်စားလိုက်ခြင်းဖြစ်ပါတယ်။ဘေးကင်းလုံခြုံတယ်လို့သူတို့ခံစားရတဲ့အခါမျိုးမှာစိတ်အေးလက်အေးဖြစ်သွားကြပြီးသူတို့ရဲ့အသက်ရှူပြုံတွေကိုဖွင့်ဟကအသက်ရှူကြပါတော့တယ်အဲ့ဒီအချိန်မှပဲသူတို့ရဲ့အတွင်းထဲမှာရှိတဲ့သဲတွေကိုသူတို့ဘာသာသူတို့အပြင်ဘက်ကိုအကုန်အစင်ထွေးထုတ်ပစ်လိုက်ကြတာဖြစ်ပါတယ်ဒါတင်မကသေးပါဘူးရွှွညွန့်ဟာရေကားမလုံးဆောင်နိုင်တဲ့နောက်ထပ်အရာတစ်ခုကိုလည်းလှုပ်ဆောင်ပေးနိုင်ပါသေးတယ်ဒါကတော့အပေါ်ရမျက်နှာပြင်မှာကန့်ညိနေတဲ့ချွဲသလိမ့်နဲ့အညစ်အကြေးအနစ်တွေကိုခွာထုတ်ပစ်လိုက်နိုင်တဲ့အချက်ပဲဖြစ်ပါတယ်လူတွေဟာစားရည်နဲ့စိန်တာမျိုးလှုပ်ခါတာမျိုးဒါမှမဟုတ်တညာလုံးဒီတိုင်းပြစ်ထားတာမျိုးတွေကိုပါစမ်းသက်လှုပ်ဆောင်ခဲ့ကြပူပါတယ်သို့တော်လည်းဘာတစ်ခုမှဒီနီလန့်ထက်ပုံမထိရောက်ခြင်းမရှိပါဘူးဒီရှေးအောင်နီလန့်ကတော့အသားရဲ့အရာသာကိုပုံမကောင်းမွန်စေတာမျိုးပါရလက်အနေနဲ့ကတော့တဘာဝအတိုင်းချုံမြုံပြီးတဲတွေလုံးဝအုပ်တုံစင်ကြယ်သွားတဲ့နူးညံ့လာတဲ့ကမာကောင်တွေကိုရရှိလာစေတာဖြစ်ပါတယ်ဒီနီလန့်နဲ့တန်းစင်ထားတဲ့ကမာကောင်တွေကိုမိတ်ဆွေတို့ရောစားသုံးမှုကြပါသလားအောက်မှာမှတ်ချက်ပေးပြီးမျှဝေပေးခဲ့ကြပါဦး